ခွေးလေးတင်နာပါတယ်ကွာရော့ငါစားမယ့်ဟာတွေကကျွေးလိုက်မယ်နာမည်စားစားလေးကဲဒါမြင်ငါအိမ်က driver တောင်မစားဘူးဟာ တိုးတက်3သိန်းခွဲကြပါလေ ရတဲ့လေးနင်းကိုကုံရှင်းပါလားတွေ့ရနော်မိုက်စော်လေးထဲမှာပြည့်ပဲကုံရှင်းပါလားဟုတ်ပြီကုံရှင်းမယ်ဒီတဲ့လားဟုတ်တယ်အဲ့မှာဒါလားရှင်းပါအကုန်အပြောင်ရှင်းပါဟုတ်ပြီရှင်းမယ်ဖူကြီးလေးရောနည်းနည်းလောက်ပေးဦးမရအောင်စပြချမ်းမရမှာလူကြီးမင်းအပစက်ဇက်125ကိုကျွန်တော်တို့ရရှိပါတယ်ဟုတ်ကဲ့ဒါလေးကိုကျွန်တော်တို့ဖွင့်ပေးပါဒီလိုလုပ်နေရတော့ဒီမှာအဲ့ဒါကိုမင်းဒီလိုဖွင့်ရတယ်လို့မင်းဖေရပြောရလားလှုပ်တာရောက်နေဒါပြီးကတော့အိမ်ပြန်တော့လှုပ်တာမှာချောကလေးနဲ့တာပါဆွဲဖို့ကြီးမလို့ရှင်ထိုးလိုက်ရင်ဒီမှပြန်မလို့ပါဆိုတော့ကြီးကြချုံးနေဒီအမဒီကောင်တော့မဟုတ်ကွာဘာလို့ငါစက်ကြည့်နေကြရတော့ဟဲ့အာယူပါဒါချောနေရလားဟာလား